အားလုံးပဲမင်္ဂလာပါလုပ်ငန်းတော်660cc ကားလေးတွေကိုငွေစဉ်အရေးကြအလဲထက်တနေရာထဲမှာကြိုက်တယ်လို့ဝယ်ယူအားပေးလို့ရတဲ့ရန်ကုန်ဦးရဲကားရောင်းဝယ်ကကြိုဆိုပါရစေအခုညီမပြောပြပေးမယ့်ကားလေးကတော့ Mitsubishi လေးပဲဖြစ်ပါတယ်ဒီကားလေးအတွက်ပေါ့နော်ညီမအရင်ရက်ကဗီဒီယိုလေးတော့ရင်စစ်တဲ့ဗီဒီယိုလေးတင်ထားပေးတယ်ပေါ့နော်အဲ့တော့ Mitsubishi လေးကဈေးလေးကဘယ်လောက်လဲတော့ကားလေးကြည့်လို့ရရင်ကြည့်ချင်ပါတယ်ဆိုပြီးတော့မှကြိုပြီးတော့ပြောထားကြတဲ့မိတ်ဆွေတွေအတွက်ညီမအခုဒီကားလေးကိုအယောင် post လေးတင်ပေးမှာဖြစ်ပါတယ်ဒီကားလေးဆိုလို့ရှိရင်ညီမတို့ကညနာမှာတရားဝင်9000နဲ့ချက်လန်ရပြီးတော့မှရင်စစ်ထားပြီးသားကားလေးဖြစ်ပါတယ်အခုချိန်ဆိုလို့ရှိရင်ရင်စစ်ရတာအရင်တုန်းကလိုမလွယ်ကူတော့ဘူးပေါ့နော်ဘလို့တွေမလွယ်ကူတော့လဲဆိုရင်အခုချိန်ကရင်စစ်ဖို့အတွက်ကြိုတင် booking တင်ရတယ်ရက်ချင်းဆောင်ရတယ်ပေါ့နော်ကိုကရင်စစ်ချင်ပါတယ်အရေးကြီးတယ်ဆိုရင်တော့မှပဲကိုကရင်စစ်ရမယ်ရက်ချင်းရောက်မှစစ်လို့ရတာပေါ့နော်ဒါပေမဲ့ဒီကားလေးကတော့ညီမတို့ကြိုတင်ရက်ချင်းဆောင်ပြီးတော့ကြတော့ညီမတို့ရင်စစ်ထားပြီးသားကားလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီကားလေးကိုဝယ်သူအနေနဲ့ရင်စစ်ခလည်းကုန်စရာမလိုဘူးနောက်ပြီးတော့အချိန်လည်းထပ်ပြီးတော့ကုန်ခတ်စရာမလိုဘူးပေါ့နော်ဆိုတော့ဒီကားလေးကရင်စစ်ပြီးသားကားလေးဖြစ်ပါတယ်ဆိုတော့ကားနဲ့ပတ်သက်ပြီးတော့အတိုက်ခိုက်ရှုပ်ရှင်အားလုံးကင်းပါတယ်ဆိုတော့ညီမကားလေးကိုအသေးစိတ်အချက်လက်လေးကိုပြောပြပေးပါမယ်ဆိုတော့ဒီကားလေးက Mitsubishi လေးကိုမှ model က2006 model AC power ဆို 4-wheel ခလုတ်လေးနဲ့ကိုမှရန်ကုန် license 7i number လေးနဲ့ရပါမယ်model ရဆိုလို့ရှိရင်လည်းမြင့်တယ် number 10ရဆိုလို့ရှိရင်လည်းမြင့်တဲ့ထဲမှာပါပါတယ်ဆိုတော့ဒီကားလေးကတော့ license သက်တမ်းကတော့2026နှစ်လပိုင်းအထိ license သက်တမ်းကျန်ပါသေးတယ်ရှင်နောက်ဆိုဒီကားလေးကိုလည်းညီမအသေးစိတ်လေးလိုက်ပြီးတော့ပြပေးပါမယ်ဆိုတော့ကားနဲ့ပတ်သက်ပြီးစာရွက်စာတမ်းအရှုံးရှင်အတိုက်ခတ်အားလုံးကင်းပါတယ်စေးဘော်ဒီဘိုင်းကမှအစားပြန်လုပ်စရာမလိုပါဘူးညီမတို့တေချာအသေးစိတ်လေးလုပ်ထားပေးပါတယ်ဝယ်သူအနေနဲ့ပေါ့နော်တခါလက်တင်သုံးလို့ရမယ့်ကားလေးဖြစ်ပါတယ်ဆိုတော့ဒီကားလေးအတွက်တော့ညီမတို့အတွင်းငန်းလေးကိုအရင်လိုက်ပြပေးပါမယ်ရှင်ကဲအတွင်းငန်းထဲမှာတော့ညီမတို့ဦးရဲ့ထုံးစံအတိုင်းပဲပေါ့နော်ထိုင်ကုန်ကြီးအသစ်ချုပ်ပေးထားတယ် CRI စွတ်တွေ dashboard ကင်းတွေထည့်ထားပေးတယ်ပြီးတော့အမွှေးစီတုပ်လေးလည်းထည့်ထားပေးတယ်နော်အတွင်းငန်းလေးကိုဖွင့်လိုက်တာနဲ့မှုေးနေတာပဲပေါ့နော်ထိုင်ကျင်စရာလေးဘာလို့ဒီကားလေးမှာအတွင်းငန်းကမှစတသက်ရှင်းရှင်းလုပ်ပေးထားတယ်ထိုင်ရတာလည်းတတောင့်တတရှိတယ်ပြီးတော့ညီမတို့အမွှေးစီတုပ်လေးလည်းထည့်ထားပေးတယ်ပေါ့နော်ဒါကတော့စေတနာမေတ္တာအပြည့်နဲ့ထည့်ထားပေးတာပေါ့နော်ဆိုတော့ဝယ်သူဘက်ကဘာမှလည်းထပ်ပြီးတော့ပြုပြင်စရာမလိုဘာမှလည်းလှုပ်စရာမလိုပဲနဲ့လက်တင်သုံးလို့ရမယ့်ကားလေးဖြစ်ပါတယ်ဒီကားလေးကတော့ AC power အစုံ 4-wheel ကိုမှ manual gear နဲ့ကားလေးဖြစ်ပါတယ် 4-wheel ကိုမှသူကတော့ခလုတ်လေးနဲ့ပါနော်ဒီခလုတ်လေးနဲ့ဆိုကိုက 2-wheel ပဲသုံးကျင်နေဆိုလို့ရှိရင်လည်း 2-wheel နဲ့သုံးပြီးတော့မောင်းလို့ရတယ်ပြီးတော့ကျတော့ 4-wheel ကိုပဲထားပြီးတော့သုံးကျင်တယ် 4-wheel ရဲ့အားသာချက်ကဘာကောင်းလဲဆိုရင်ကိုကတောင်စင်းတောင်တက်ဒီနော်ပြီးလို့ရှိရင်လမ်းချော်တာမျိုးတွေဆိုလို့ရှိရင်ဒါ 4-wheel ဖြစ်တဲ့အတွက်ကြောင့်မို့လို့အယုံဆွဲကောင်းတယ်ပြီးတော့တဲရောတွေထဲမှာမောင်းမယ်ဆိုလို့ရှိရင်လည်းဒီကားလေးတွေက 4-wheel ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါကားက၄ဘိန်းလုံးအလုံးလုံးတဲ့အတွက်ကြောင့်မို့လို့အယုံဆွဲမကောင်းမှလုံးဝစိတ်ပူစရာမလိုဘူးပေါ့နော်ဆိုတော့ဒီကားလေးဆိုလို့ရှိရင်လည်းကားနဲ့ပတ်သက်ပြီးတော့အတိုက်ခိုက်ရှင်းတယ်တကားကြားတွေဆိုလို့ရှိရင်လည်းလှပါတယ်တော့ဒါညီမဒီတကားကြားလေးတွေကိုလည်းပြပေးပါတယ်တော့ဒီကားလေးက model ကတော့2006ဖြစ်တယ် model 2006ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူမီးချိန်နေပါသွားတယ်ဒိုင်ခွက်တွေဆိုလို့ရှိရင်လည်းပြောင်းသွားတယ်ပေါ့နော်ဆိုတော့ဒါကတော့ညီမဒီအရှိအတွင်းကန်းလေးကိုပြပေးတာဖြစ်ပါတယ်ဒီအနောက်ပြားတွေမှန်ခွင်တွေတကက်ခွင်တွေကအစပေါ့နော်အတိုက်ခိုက်ဖြတ်ဆက်အားလုံးရှင်းတယ်ပေါ့နော်ပြီးလို့ရှိရင်ဒီအနောက်ပြားတွေဆိုလို့ရှိရင်လှပါတယ်ဆိုတော့ဒါကတော့ညီမဒီအရှိအတွင်းကန်းလေးကိုပြပေးတာဖြစ်ပါတယ်ရှင်ဆိုတော့ဒီကားလေးအတွက်ညီမတို့အနောက်ကိုလည်းလိုက်ပြီးတော့ပြပေးပါမယ်အနောက်မှာဆိုလို့ရှိရင်ဒါညီမတို့ရောင်းပေးခဲ့တဲ့ကားတွေထုံးစံတိုင်းပုံမှန်တိုင်းပဲပေါ့နော်ဒါအမိုးကိုင်းစတီအမိုးကိုင်းစတီချေနေအားလုံးပါပြီးသားကားလေးဖြစ်ပါတယ်အမိုးကိုင်းချစ်တက်ခုံထပ်ပြီးတော့ထည့်စရာမလိုဘူးပေါ့နော်ဆိုတော့ဒါတော့ညီမအနောက်လေးကိုပြပေးတာဆိုတော့ဒီအနောက်မှာလည်းအနောက်ကျန်းငင်းဆိုလို့ရှိရင်လည်းဒါဆေးချောတယ်ဆေးပြက်လောက်စရာမလိုဘူးညီမတို့တေချာလေးဂိတ်ဆိုင်လေးလုတ်ထားပေးပါတယ်ဆိုတော့ဒါကတော့ညီမအနောက်ကျန်းငင်းလေးကိုပြပေးတာပါဆိုတော့ဒီကားလေးအတွက်ညီမတို့အောက်ပိုင်း frame လေးတွေကိုလည်းလိုက်ပြပေးပါမယ်frame နှစ်ချောင်းလုံးဒီအယိုးအစ်စ် share လာပါတယ်နော် frame နှစ်ချောင်းလုံးလာတယ်အတိုက်ခိုက်ရှင်းတယ်အယိုးအစ်စ် frame အယိုးအစ်စ်အားလုံးကောင်းတယ်ပေါ့နော်ဆိုတော့ဒါတော့ညီမအောက်ပိုင်းလေးကိုပြပေးတာပါဝယ်သူအနေနဲ့ပေါ့နော် engine gear ဘောက်ကမှအစဘာမှထပ်ပြီးတော့လှုပ်စရာမလိုဘူးဘာမှထပ်ပြီးတော့ပြုပြင်စရာမလိုဘဲနဲ့လက်တင်သုံးလို့ရမယ့်ကားလေးဖြစ်ပါတယ်တာယာရီဆိုလို့ရှိရင်လည်းပန်းအားကျန်သေးတယ်ပေါ့နော်ဆိုတော့ဒီကားလေးတွေက engine power 660cc ဖြစ်တဲ့အတွက်ကြောင့်မို့လို့စီစားအရန်တက်တာတယ်ကိုလုပ်ငန်းအတွက်သုံးမယ်ခရီးတဲ့ကြိုးဖို့လုပ်မယ်ဆိုလို့ရှိရင်တော့မှပဲဒီကားလေးတွေကဒါဝန်ထမ်းကြိုးဖို့လုပ်မယ်ဆိုလို့ရှိရင်ဒါ300တာလွယ်ကူတယ်ပေါ့နော်300တာအဆင်ပြေတယ်ပြီးတော့စီစားလည်းတက်တာတယ်ဆိုတော့ကားလေးအတွက်လည်းညီမတို့စီမှာငွေစင်အရစ်ကြအလဲထက်ကြိုက်တယ်လို့ဝယ်ယူအားပေးလို့ရမှာပဲဖြစ်ပါတယ်ဒါအရစ်ကြဝယ်ချင်တဲ့မိတ်ဆွေတွေအတွက်ကတော့ညီမတို့ရဲ့ရုံးခန်းလေးမှာလာပြီးတော့ပဲအသေးစိတ်လေးစုံစမ်းမေးမြန်းပေးဖို့မြစ်တာရက်ခတ်ပါတယ်ဒါအရေးကြ process ကပေါ့နော်ဒီစာရွက်စာတမ်းကိစ္စလေးတွေပြီးတော့ထောက်ခံသူတွေပိုင်ဆိုင်မှုတွေဒါမျိုးပေါ့နော်အားလုံးကိုတေချာအသေးစိတ်လေးရှင်းပြပေးရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကားလေးလာကြည့်ရင်းနဲ့မှပေါ့နော်ညီမတို့စီမှာ
အရေးကြအကြောင်းလေးတွေငွေချန် process အကြောင်းလေးတွေကိုစုံစမ်းမေးမြန်းပေးဖို့မြစ်တာရက်ခံပါတယ်ရှင်เนาะကားလေးတွေလာကြည့်လို့ရပါတယ်ဆိုတော့ဒီကားလေးကိုလာကြည့်ရင်းနဲ့လည်းနောက်ထပ်ပေါ့နော်300အောက်ကားလေးတွေလည်းထပ်ရဖို့ရှိပါတယ်ညီမတို့ပေါ့နော်လိုအပ်ချက်လေးတွေတန်ရှင်းပိုင်းကမှစပေါ့နော်ညီမတို့လိုအပ်တာလေးတွေလုပ်ပြီးတဲ့ချိန်ကြောက်ရှင်ညီမတို့ကားလေးတွေကိုအယောင်တင်ပေးမှဖြစ်ပါတယ်ရှင်ဆိုတော့အခုဒီကားလေးကိုညီမရောင်းပေးမဲ့ဈေးလေးကတော့315သိန်းကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းပေးမှဖြစ်ပါတယ်အရေးကြဆိုရင်လည်းဒီဈေးငွေစင်ဆိုလို့ရှိရင်လည်းဒီဈေးနဲ့ပဲရောင်းပေးမှဖြစ်ပါတယ်ညီမတို့ကကားလေးတွေကိုရောင်းပေးတဲ့အခါမှာဈေးကိုပေါ့နော်ဥပွင့်လင်းလင်းချပြပြောပြီးတော့မှရောင်းပေးတာဖြစ်ပါတယ်ဈေးအတွက်ဖုန်းဆက်ပါဆိုပြီးတော့ပြောတာမျိုးတစ်ခါမှမရှိခဲ့ဘူးပါဘူးဆိုတော့အခုလဲပေါ့နော်ဒီကားလေးကိုညီမတို့ရောင်းပေးမဲ့ဈေးကငွေစင်ဆိုရင်လည်းဒီဈေးအရေးကြဆိုလို့ရှိရင်လည်းဒီဈေးပါ315သိန်းကိုညှိနှိုင်းလေးနဲ့ရောင်းပေးမှဖြစ်ပါတယ်ရှင်ဆိုတော့ဒီကားလေးကိုလိုက်ကြည့်ရင်းနဲ့နောက်ထပ်ကားလေးတွေလည်းထပ်ပြီးတော့ကြည့်လို့ရပါဦးမယ်ရှင်နောက်ရအစ်စ်ထက်ရောက်တဲ့ကားလေးကိုလည်းညီမချက်ပြီးတော့တင်ပေးပါအောင်မယ်ဆိုတော့ကားလေးလာကြည့်ကျင်နေဆိုလို့ရှိရင်တော့39991165လေးကိုဆက်သွယ်ပြီးတော့မှမြောက်တကုံ34ရက်ကအုပ်ချုပ်ရေးမှုရုံအနီးမှာကားလေးလာကြည့်လို့ရပါတယ်ရှင်ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်လည်းညီမတို့ကားလေးတွေထပ်ပြီးတော့တင်ပေးအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ညီမတို့ရဲ့ Facebook page လေးတွေ YouTube channel လေးတွေကို like and subscribe လေးတွေ like and follow လေးလုပ်ခဲ့ပေးပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးမတတ်တာပါ